ဘယ်လောက်ပဲစူးစမ်းပြီးအလုံးလုံးနေပါစေကိုယ့်ရဲ့ပတ်စံတွေကလက်ထဲမှာမမြဲဘူးလို့ခံစားနေရပါတယ်ဒီလာတော့လက်စာဝင်တော့မယ်ငါနည်းနည်းလေးတော့စုမယ်လို့တွေးလိုက်ပေမဲ့လာကုန်ကန်ဒီတိုင်းပါလို့အမြဲတမ်းပတ်စံဖြစ်နေရတာလေတလာပြီးတလာတနေ့ပြီးတနေ့ဒီဆင်းရဲတဲ့တန်တရားကဘယ်တော့မှမပြီးဆုံးဘူးလို့ထင်နေရပြီလားအမှန်တမ်းပြောရရင်တင့်ကိုဆင်းရဲတဲ့ပိမိနေစေတာကပတ်စံရှာတဲ့ပြဿနာမဟုတ်ပါဘူးပတ်စံကိုကင်တွယ်တဲ့ပုံစံမှာပြဿနာရှိနေလို့ပါချမ်းသာသူတွေနဲ့ဆင်းရဲတဲ့သူတွေဟာငွေကြေးနဲ့ပတ်သက်ပြီးလုံးဝကွဲပြားတဲ့အဆုံးဖြတ်ချက်တွေချကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူအများဆုံးနေ့စဉ်လုံးမိနေတဲ့အကြီးမားဆုံးငွေကြေးအမှား၅ခုကိုရှင်းပြပေးသွားမှာပါဒီအမှားတွေကိုတင်သဘောပေါက်သွားတာနဲ့တင်ပန်နာကြီးအခြေအနေကနေချက်ချင်းပြောင်းလဲပြနိုင်မဲ့လမ်းစာကိုသိရှိသွားပါလိမ့်မယ်တင်ဘဝကိုအမှန်တကယ်ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းပေးရစီအထူးသဖြင့်နံပါတ်၄အမှားကတော့တင်သတိမထားမိပဲလုံးမိနေတဲ့အန္တရာယ်ရှိဆုံးအမှားဖြစ်နေလို့ပါနံပါတ်1အရေးပေါ်ရန်ပုံငွေ emergency fund မရှိခြင်းအမှားနံပါတ်1ကတော့ဗန္ဒာကြီးအရာလုံးဝအကာအကွယ်မဲ့နေတဲ့အခြေအနေဆိုလိုတာကအရေးပေါ်ရန်ပုံငွေ emergency fund မရှိခြင်းပါလူတိုင်းမှာမမျှော်လင့်ထားတဲ့ကုန်ကျစရိတ်တွေပေါ်လာနိုင်ပါတယ်ခုံးပြတ်တာရုပ်တရက်နာမကျန်းဖြစ်တာမိသားစုတွန်းငွေကြေးလိုအပ်တာဒါမှမဟုတ်အလုပ်ပြုတ်တာမျိုးပေါ့ပြဿနာကဘာလဲတင်မှာအနည်းဆုံး3လစာလုံလောက်တဲ့အရေးပေါ်ရန်ပုံငွေမရှိဘူးဆိုရင်ဒီလိုအခက်အခဲတွေပေါ်လာတဲ့အခါတင်ပါလို့မလဲတင်းရဲ့ရွေးချယ်မှုကအတိုးနှုန်းမြင့်တဲ့အကျွေးယူမှုဒါမှမဟုတ်တန်မိုးရှိတဲ့ပစ္စည်းတွေအလင်းစလိုရောင်းချဖို့ဆုံးဖြတ်မှလားရှားလက်အနေနဲ့ကအဲ့ဒီအကျွေးတွေကတင့်ကိုပြန်ဆွဲချပြီးတင်ရုံးခံရတဲ့တန်ရာတွေကိုပြန်ရောက်သွားစေပါတယ်မှတ်ထားပါအရေးပေါ်ရန်ပုံငွေဟာတင်ပန်နာကြီးအတွက်အတက်ကယ်အိမ်ဒီပါနံပါတ်1ကောင်းသောအကျွေးနဲ့ဆိုးသောအကျွေးကိုမခွဲခြားနိုင်ခြင်းအကျွေးအလုံးဟာဆိုးတာမဟုတ်ပါဘူးဒါပေမဲ့ဆင်းရဲတဲ့သူတွေကပိုဆိုးတဲ့အကျွေးကိုယူကြပြီးချမ်းသာတဲ့သူတွေကပိုကောင်းတဲ့အကျွေးကိုအသုံးချတတ်ကြတယ်ဆိုးသောအကျွေးဆိုတာဘာလဲပန်ဖိုးကြဆင်းမဲ့အရာတွေဥပမာဖုံးရည်ကြအဝတ်အထည်စင်ကန်ခရီးစေးအတွက်အတိုးနှုန်းမြင့်တဲ့ credit card တို့မဟုတ်ပုဂ္ဂိုလ်ရေးဆိုင်ရာချင်းဝေယူခြင်းပဲဒီအကျွေးတွေကတင်ရဲ့ပတ်စံတွေကိုလာစဉ်ထောက်ယူသွားပြီးတင်ကိုပိုဆင်းရဲစေပါတယ်ကောင်းသောအကျွေးကတော့အနာဂတ်မှာဝင်ငွေပြန်ထုတ်ပြီးမယ့်အရာတွေဥပမာပြများရေးအတွက်ချင်းငွေအမြတ်ဆုံးရမယ့်စီးပွားရေးရှင်းလင်းမြုပ်နှံမှုဝင်ငွေပြန်ရမယ့်အိမ်ချမ်းရေးအတွက်ယူတဲ့အကျွေးပါရှင်းလင်းချက်ကတော့တင်ကောင်းတဲ့အကျွေးနဲ့စိုးတဲ့အကျွေးကိုမခွဲခြားနိုင်ပဲစိုးတဲ့အကျွေးထဲမှာသာနှိမ့်မြုပ်နေမှာဆိုရင်ဘယ်တော့မှငွေကြေးလွတ်လပ်ခွင့်ရမှာမဟုတ်ပါဘူးနံပါတ်3ဝင်ငွေလိုင်းတစ်ခုရဲ့အပေါ်ပြီးခိုနေခြင်းတင်ရဲ့ဝင်ငွေအားလုံးဟာအလုပ်တစ်ခုတည်းကလာတဲ့ဆိုရင်တင်ရဗန္ဒာရေးအရာအန္တရာယ်ရှိတဲ့အခြေအနေမှာရောက်နေပါတယ်ဘယ်သူမှဆိုအလုပ်ပြုတ်နိုင်ပါတယ်စီးပွားရေးကျက်သိမ်းမှုကအမြဲရှိနေပါတယ်ပြဿနာကဘာလဲတင်ရဲ့ဝင်ငွေတိုးတစ်ချောင်းပြတ်သွားတာနဲ့တင်ရဲ့ဝင်ငွေချက်ချင်းတုံညဖြစ်သွားပါလိမ့်မယ်အဲ့ဒီအခါမှာအပေါ်ကအမှန်နံပါတ်1ကိုမပြည့်စင်ထားဘူးဆိုရင်အရာအလုံးပြိုလဲသွားပါလိမ့်မယ်ဒါကြောင့်ဖြည့်ရှင်းချက်ကတော့အပေါ်ဝင်ငွေအတွက် online စီးပွားရေးတို့မဟုတ်ရင်းနှီးမြှုပ်နှံမှုတွေကနေဒုတိယတတိယဝင်ငွေလိုင်းတွေဖန်တီးပါဒါမှသာမထင်မှတ်တဲ့အခြေအနေတွေမှာတင်ဖို့ကဆက်လက်တည်မြဲနေမှာပါချမ်းသာတဲ့သူတွေဟာပြင်းပြအားဖြင့်ဝင်ငွေလိုင်းအများကြီးရှိကြပါတယ်နံပါတ်4သုံးစွဲမှုအဆင့်တန်းမြင့်တင်ခြင်း lifestyle creep ကိုခွင့်ပြုခြင်းဒီမှာနံပါတ်4ကတော့လူတော်တော်များများတတိမထားမိပဲလုံးမိနေတဲ့အန်ဒီရဲ့ရှိဆုံးအမှားဖြစ်တဲ့ lifestyle creep ပါပဲ lifestyle creep ဆိုတာဝင်ငွေတိုးလာတာနဲ့အမျှသုံးစွဲမှုအဆင့်တန်းလည်းအလိုက်တဲ့တိုးလာတာကိုပြောတာပါနောက်စားတိုးလာတိုင်းပိုကောင်းတဲ့ဖုန်းကိုအရေးကြဝယ်တာပိုကြီးတဲ့အိမ်ကိုငှားတာပိုစေးကြီးတဲ့အပြင်ဆောင်တွေပုံမှန်စားတာမျိုးပေါ့ဒါကထောင်ချောက်ပါပဲတင်းရဝင်ဝေးဘယ်လောက်တိုးတင်းရထုံးဝေကအမြဲတမ်းကတ်လိုက်နေတဲ့အတွက်ဘယ်တော့မှလုံလောက်တဲ့ပတ်စံကိုစုပြီးတော့မှမဟုတ်ပါဘူးဒါကဝင်ငွေများတဲ့ဆင်းရဲသားဖြစ်စေတဲ့နီလန်းပါစီကံကတော့ဝင်ငွေတိုးလာတဲ့ပမာဏရဲ့အနည်းဆုံး90%ကိုသုံးစွဲမှုအတွက်မဟုတ်ပဲရှင်းနှီးမြုပ်နှံမှုစုဆောင်းမှုတို့မဟုတ်အကျွေးဆက်ဖို့သုံးစွဲပါကျန်တဲ့ပတ်စံကိုသာသုံးစွဲမှုအတွက်အစင်းမြင့်မှာနံပါတ်5ရှင်းနှီးမြုပ်နှံမှုစောသေးတယ်လို့တွေးခြင်းအသက်ငယ်သေးတဲ့သူတွေလုံးမိတဲ့အကြီးမားဆုံးအမှားကတော့ငါမှပတ်စံအများကြီးမရှိသေးဘူးရင်းနှီးမြုပ်နှံမှုစောသေးတယ်လို့တွေးပြီးရင်းနှီးမြုပ်နှံမှုကိုရွှေ့ဆိုင်ချမှာပဲအချိန်ကြီးစွာဟာ the power of compounding ကိုသတိရပါစောစောစားတဲ့ရင်းနှီးမြုပ်နှံခြင်းအားသာချက်ဟာနှစ်ဆတိုးပွားခြင်းပါပဲအချိန်ဟာတင်ပတ်စံကိုကြီးထွားစေမယ့်အစွမ်းထက်ဆုံးကိရိယာပါဥပမာအသက်25နှစ်မှာရင်းနှီးမြုပ်နှံသူတို့ဟာအသက်35နှစ်မှာစတင်သူတို့အစာပေါင်းများစွာပုံမကျွဲဝနိုင်ပါလေဘာလို့လဲဆိုတော့10နှစ်တန်ဖိုးရှိတဲ့ကြီးထွားမှုအချိန်ကိုသူရရှိခဲ့လို့ပါစောစောမစတင်ခြင်းဟာရှင်းနှီးမြုပ်နှံမှုအချိန်ကိုစုံစုံစေပြီးတင်းရဲ့ဗန္ဒာရေးဆိုင်ရာအနာဂတ်အတွက်အကြီးမားဆုံးထိခိုက်မှုဖြစ်စေပါတယ်
အကောင်းဆုံးအချိန်ကတော့မနေ့ကပါဒုတိယအကောင်းဆုံးအချိန်ကတော့အခုပဲကဲဒီမှငါးခုကိုတည်သားပြီဆိုတော့တင်မနာရေးကံကြမ္မာကိုပြောင်းလဲဖြစ်ဖို့အချိန်ရောက်ပါပြီလုံးတဲ့အဆင့်တွေကိုကျွန်တော်အချင်းချုပ်ပြောပြပေးပါမယ်အရေးပေါ်ရန်ပုံငွေကိုမဖြစ်မနေဖန်တီးပါအနည်းဆုံး3လစာရှိမှန်းပါစိုးသောအတွေ့အလုံးကိုဦးစားပေးရှင်းလင်းပါအတွေ့ရှင်းပြီးမှသာရှင်းလင်းမှုမှုကိုစဉ်းစားပါအပူငွေလိုင်းစတင်ရှာဖွေပါတရက်ကိုနိုင်ဝက်လောက်ပဲပေးပြီး online မှာတစ်ခုခုစတင်လိုက်ပါဒီနေ့ကစပြီးတင်ဟာတင်ရဲ့ပတ်စံကိုထိန်းချုပ်မဲ့အတူပါတင်ပနာရေးခရီးကိုစတင်ဖို့တင်ပေအမားကိုပထမဆုံးပြင်ဆင်မလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါအောင်ဒီဗီဒီယိုကတင်အတွက်အထောက်အကူဖြစ်ခဲ့ရင်လိုက်လုပ်ပြီးတည်တည်ငယ်ချင်းတွေကိုလည်း share ပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးပါအောင်တင်ရဲ့ပနာရေးခရီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်